မင်းကလေးစိတ်ဆိုးရဲဆိုတာလေတမျိုးကချော့ခင်တယ်လို့နောက်တမျိုးကကြတော့ချော့ပြီးမဲ့လို့နောက်တစ်ယောက်တွေ့သွားတဲ့အတွက်ပလင်းပြစ်ချတယ်ဟေးဟောတောင်းမပါလေနှာလေးနေပါအောင်စိတ်မဆိုးပါနဲ့လို့ငါတကယ်တောင်းမပါရတော့ညံ့ကတော့ဆာရဲသေးရလားငါပေါင်ငါမေတော်မရိုက်ခဲ့တာနေရိုက်တယ်ပေါ့ဒါမျိုးတော့မရဘူးခွေးတကောင်လို့နေအနောက်ကနေပြီးလိုက်ရှော့နေတာစောင့်ရမ်းချစ်လို့နော်ဈေးပေါ်လို့မဟုတ်ဘူးနေပါရတော့ခံရလောက်အောင်ထိငါမှမိမမရှာသေးဘူးတယောက်သွားရင်10ယောက်လာမယ်ကိုငါလည်းလာမပတ်တတ်နဲ့နေထက်လည်းမချောနိုင်ဘူးကြာလေးကိုဟုတ်တယ်လေကိုလို့မခေါ်ပါနဲ့နာမည်ရှိတယ်ကိုပုံမွေးဟောပတ်ထားလိုက်ပါမယ်ဒါနဲ့ညီမနာမည်ရပါဟုတ်ပါနာမည်လေးကချစ်ဖို့ကောင်းလိုက်အခုညီမကိုချစ်မင်းချင်းပြောလို့ကိုတမျိုးတော့မထင်လိုက်နဲ့အခုကတော်ရုံမိန်းကလေးတွေဆိုမကြွေးဘူးဒါပေမဲ့ညီမကိုတွေ့တဲ့အချိန်မှာအခုရင်ပန်းကနေပြီးတော့ကြားလိုက်တာတဲ့အဲ့တန်ထွက်လာတော့အခုတီးလိုက်ရတာဒါငါရဲ့ right person ဆိုတာလေးပေါ့အားကြောင့်ကိုပြေးလာစားနေညီမကိုချစ်တယ်ဆိုပြီးလာပြောတာညီမကိုစဉ်းစားပြီးအကောတော့စကားတက်တာပဲဗျာဆရာတို့ပုံနာလုပ်ပါအောင်မြင်မှတိကျစကားတက်တာမဟုတ်ဘူးဒါကိုရင်ဘက်တွေကစောင့်ကန်ပြီးထွက်လာတဲ့ခံစားချက်တွေညီမကိုစဉ်းစားပြီးအကောစကားပြောပုံကြည့်ရတာတော့အကောကဒီမှာပုတ်ဆက်ပေါက်ပါတယ်မစဉ်းစားပြီးကြည့်မယ်လေခုမျိုးနေसजदे में यूं ही झुकता हूँ तुम पे ही आगे रुकता हूँ क्या ये सबको होता है हमको क्या लेना है सबसे तुमसे ही सब बातें हमसे बन गए हो तुम मेरी दुआ सजदे में यूं ही झुकता हूँ तुम पे ही आगे रुकता हूँ क्या येခဏနေအောင်လေဘာလို့အလောကြီးထွက်သွားရောဒီဟိုဘာဖြစ်ဖြစ်နေအောင်မြဲချင်အခုပဲယူကြတော့မဲ့တိုင်းငါတို့တိတ်ရုံနဲ့တိတာနင်သစ္စာမရှိရကောင်ငါနဲ့ဆက်လည်းမတွဲနိုင်တော့အဲ့ဒါငါညီမလေးဟာနေဘာတွေကိုစိတ်ဆိုးနေရတော့ဟာငါနဲ့တစ္ဆာဖောက်နေရမဟုတ်ဘူးနော်မလာပြောပြလိုက်ဟုတ်ပါတယ်အမညီမတို့မောင်နှမအရင်နေပါအမကလည်းသူများကြီးလည်းအဲ့လိုထင်ကြတယ်ဒါပေမဲ့တကယ်တော့မောင်နှမအရင်နေပါကြားလားပြောတာဒရမာလာခင်းနေလေအဲ့ကွက်တွေကမြန်မာကားထဲမှာပဲရငါစီမှာမရရုံးမကောင်းလေအရန်ငါးတစ်ခေါက်လုံးမိနေအောင်ဖားဆိုပြီးညင်းနေတယ်နော်ဒီဘာတွေဖြစ်နေရတော့ဟာစကားပြောတာတွေကခက်ရင်ရင်နေအဲ့ဘာလဲငါ့ကိုစိတ်ဆိုးနေရဟုတ်တယ်ငါတို့စိတ်ဆိုးနေတာငါတို့အကြီးစိတ်ဆိုးနေတာငါတော့မလိုက်လာနဲ့အကိုရဲ့ဘာမှစိတ်ထဲမှာမထားပါနဲ့ main ကလေးပဲအချော့ခံရတာကျတော့ချော့လိုက်ပါသူစိတ်ဆိုးနေလို့ဖြစ်လိမ့်မယ်သိကြလို့တေးကြရဲတော့ချော့ကြည့်လိုက်အဆင်ပြေသွားလိမ့်မယ်ပြန်ပြီးတော့ကောင်းပြီ
ဒီမှာကိုပုံဝင်မင်းကလေးရေစိတ်ဆိုးရဲဆိုတာလေတမျိုးကချော့ခံကြလို့နောက်တမျိုးကကြတော့ခဲ့ရဗျဒါပေမဲ့ကိုပုံဝင်ကအဲ့ဒါကိုမဝေခွဲတတ်ပဲနဲ့ညီမပလင်းကြီးချသွားတယ်ကိုပုံဝင်တော့မသိတာပါညီမကိုပုံဝင်နောက်ကနေအမြဲတမ်းတောက်လျှောက်စောက်ကြည့်နေတယ်ကိုပုံဝင်ကတော့အရန်အောင်ပြောနေရှာတာနော်ဟိုင်းပြီပါအခုပြောရမြင်ရတော့ညီမလေးပြောပါတယ်ပြီးတော့လေညီမအခုချိန်ဒီနောက်ရည်စားမထားပဲနဲ့အခုပြန်လာချုံးမဲနေ့ကိုပဲစောင့်နေခဲ့ပြီဘာဖြစ်ပါအခုလည်းနောက်တစ်ခါရည်စားထားမယ်ဆိုရင်တော့ခွဲခြားသိဖို့လိုတာပေါ့ညီမအခုလိုလာပြောလို့အနှောက်အယှက်ဖြစ်သွားရင်တော့တောင်းပန်ပါတယ်ညီမကောင်းခွင့်ပြုပါပြီးတော့လေညီမအခုချိန်လောက်ရကြမှာပဲနဲ့အခုပြန်လာချုံးမိနေကိုစောင့်နေတယ်။ဘာဖြစ်ပါအခုလည်းနောက်တစ်ခါရတာမယ်ဆိုတော့ခွဲခြားသိဖို့လိုတာပေါ့ စိတ်ချလိုက်ငါဝေးဘူးထွက်မသွားရဲ့မင်းကဘူးတဲ့ဘွာ